ဟိုရက်ကတင်လိုက်တဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးစနေသားနဲ့တနင်္ဂနွေသမီးပေါင်းဖက်တဲ့အိမ်အောင်ဘက်ကိုအရန်သိချင်နေ냐လို့စာမဏီဒီနေ့ပြောပေးမယ်။ဒီတွဲဟာဗေဒပညာအရဆိုရင်တော့ဓာတ်ဖက်တီဖြစ်ပါတယ်။ဓာတ်ဖက်ဆိုတော့ဘာလဲ။ကောင်းကျိုးနဲ့ဆိုးကျိုးနဲ့ဆိုရင်ကောင်းကျိုးကပိုများတာပေါ့။ငါတို့ကမကောင်းမှုဟိတ်လို့ပြောတဲ့သူတွေကလည်းရှိနေမှာပဲ။အစဉ်ပြေရမှာကိုဘာလို့မပြေလဲ။အဓိကကဒီတွဲဖက်မှုကံကြမ္မာဟာစုညံတန်ကိုမကြိုက်ပါဘူး။စုညံတန်ဒီဘယ်ကထွက်လဲဆိုရင်တယောက်ကိုတယောက်အကောင်းမြင်စိတ်မရှိရင်အမျိုးသားကအတောက်အစားအသုံးဖြုံးများမိသားစုကိုမခင်တွေ့ရင်ပရိပခစကားများမှုတွေကြောင့်ကောင်းတာတွေဆုတ်ယုတ်သွားမှာပါပဲဒီအတွဲရဲ့ကောင်းခြင်းတွေကိုပြောမယ်ပေါင်းဖက်ပြီးတော့3နှစ်အတွင်းမှာအခြေချနိုင်ပြီးတော့စီးပွားရေးတဟုန်တို့တိုးတက်တတ်ပါတယ်ဓာတ်ဖက်ဖြစ်တဲ့အတွက်ငွေဝင်လန်းဖြောင်ပြူပါတယ်အိမ်အောင်ရေးတက်တန်းရှည်ကြတတ်ပါတယ်လမ်းခွဲရတဲ့နှုံအလွန်နည်းတဲ့အတွဲဖြစ်ပါတယ်အေးဒီလိုကောင်းခြင်းတွေမရသေးတဲ့သူတွေရကျင်တဲ့သူတွေဘာလုပ်မလဲစကားများမှုပရိပခနဲနိုင်သမျှနဲအောင်နေပါစုညံရင်ငွေမဝင်ဘူးအစင်မပြေဘူးမตายရဘူးဒါသေချာမှတ်ထားပါပြီးတော့နှစ်ယောက်စလုံးကစိတ်ကြီးတဲ့သူတွေဖြစ်ပါတယ်စနေသားကအလျှော့ပေးတတ်ပေမဲ့တစ်ခါတလေပောက်ကွဲရင်ထိန်ရခတ်တယ်လို့တနင်္ဂနွေသမီးကလည်းအရှုံးမပေးခြင်းနဲ့ဇယိုက်ရှိပါတယ်အမျိုးအဆွေတွေကြောင့်သို့မဟုတ်ဂျားလူကြောင့်စိတ်နှောက်ယှက်ဖြစ်ရတဲ့ကိစ္စလေးတွေကြုံရတတ်ပါတယ်။အစအအရာရာအဆင်ပြေစေဖို့ရရလေးတွေဇာမဏီပြောပေးမယ်။စနေနေ့နနက်9နာရီတိတိမှာအုံသီးစိတ်3စိတ်တကြားဖြူထားတဲ့ကောင်းညင်းမောင်းတပွဲအိမ်ဖျားမှာကတ်လူပြီးနောက်ဂုံတော်ကွန်ချာကို3កောက်ရွတ်ဖတ်ပါမကြာခဏလှုပ်ပေးနိုင်ရင်ပိုကောင်းပါတယ်အဆောင်အနေနဲ့တနင်္ဂနွေသမီးကအဝါရောင်ဒါမှမဟုတ်ရွှေရောင်ဒီရောင်ရှိတဲ့ပစ္စည်းတစ်ခုခုလက်ဝတ်ရတနာစောင့်ထားပေးပါ